မင်္ဂလာပါဒီနေ့ podcast မှာတော့စိတ်အေးချမ်းခြင်းလက်ခံချက်ဖို့လိုတယ်ဆိုတဲ့အကြောင်းအရာလေးကိုပြောကြရအောင်နော်ဘဝမှာစိတ်အေးချမ်းမှုရချင်တယ်ဆိုရင်အရင်ဆုံးလက်ခံချက်ဖို့လိုတယ်လို့ကျွန်မတွေးမိပါတယ်ကျမတို့တွေအချိန်တော်တော်များများမှာစိတ်ပင်ပန်းနေရတာဟာအမှန်တရားကိုလက်ခံဖို့မြင်ဆန်နေကြလို့ပဲဖြစ်ပါတယ်တကယ်တော့ဘဝမှာကျမတို့စိတ်ကူးထားတဲ့အတိုင်းတစ်ထပ်တည်းဖြစ်လာတယ်ဆိုတာအရန်ရှားပါတယ်အရာရာကိုယ်စိတ်တိုင်းကြဖြစ်စေခြင်းနဲ့ကိုဖြစ်စေခြင်းတလို့ဖြစ်မလာတဲ့အခါမှာတော့စိတ်ပင်ပန်းဆင်းရဲမှုတွေဖြစ်လာပါတော့တယ်ကိုထိန်ချုံလို့မရတဲ့အခြေအနေတွေကိုလက်ခံဖို့ကြိုးစားပါဘဝမှာမထင်မှတ်ပဲကြုံလာရတဲ့ကံကြမ္မာအလှည့်အပြောင်းတွေကိုယ်တိုင်ပြုပြင်ထိန်ချုံလို့မရတဲ့အခြေအနေတွေကိုလက်ခံနိုင်ရပါမယ်အားကြမှဘာလို့ဒီလိုဖြစ်ရတာလဲကောင်းတာတွေပဲလုပ်နေပါလျက်နဲ့ဘာလို့ဒီလိုမျိုးကြုံရတာလဲဆိုတော့အတွဲတွေထဲမှာပိတ်မိနေတတ်ပါတယ်ဒါပေမဲ့ဒီလိုစိတ်တော်ကရောက်နေုံနဲ့တော့ဖြစ်ပြီးသားအရာတွေကပြန်ပြောင်းသွားမှာမဟုတ်ပါဘူးအခြေအနေကိုအရှိအတိုင်းလက်ခံနိုင်မှပဲအခုဘာဆက်လုပ်တင်လဲဆိုတဲ့အဖြေကိုရှင်းရှင်းလင်းလင်းမြင်လာမှာဖြစ်ပါတယ်နောက်တစ်ချက်ကအခြားသူတွေရဲ့ရွေးချယ်မှုတွေအတွေးအခေါ်အမှုအကျင့်တွေကိုလက်ခံနိုင်မှုကြိုးစားရပါမယ်ဒီအရာတွေကကျမတို့ထိန်းချုပ်လို့ရတဲ့အရာတွေမဟုတ်ပါဘူးဒါကိုအတင်းထိန်းချုပ်ဖို့ကြိုးစားနေတပြီးတော့ကျမတို့ပဲပင်ပန်းနေရအောင်ပါဒီအမှန်တရားကိုလက်ခံနိုင်လာတဲ့အခါမှာစိတ်ကတဖြည်းဖြည်းလွတ်မြောက်ပြီးပေါ့ပါလာပါလိမ့်မယ်လက်ခံလိုက်တယ်ဆိုတာအရှုံးပေးတာအားနည်းတာမဟုတ်ပါဘူးတကယ်တော့လက်ခံလိုက်တယ်ဆိုတာအရှိတရားကိုအရှိအတိုင်းမျက်နှာချင်းဆိုင်ရင်ဆိုင်ရတဲ့တတိတစ်မျိုးပဲဖြစ်ပါတယ်လက်ခံတက်လာတဲ့အခါမှာမလိုအပ်တဲ့စိတ်ပင်ပန်းမှုတွေစိတ်ဖိစီးမှုတွေလျော့နေလာတယ်ကိုယ့်ရဲ့စွမ်းအင် energy ကိုပိုပြီးအရေးကြီးတဲ့နေရာတွေမှာအသုံးချနိုင်လာတယ်လက်ခံနိုင်မှပဲဘယ်လိုအကောင်းဆုံးရှေ့ဆက်တင်လဲဆိုတဲ့ဆုံးဖြတ်ချက်ကိုတိတိငြိမ်ငြိမ်နဲ့ချနိုင်လာပါလိမ့်မယ်ဒီ podcast ကိုနားထောင်ပြီးသွားရင်ကိုပြန်မေးကြည့်ပါငါဘယ်အရာတွေကိုလက်မခံနိုင်သေးလို့စိတ်ပင်ပန်းနေရတာလဲဒီအရာတွေကတကယ်ပဲငါထိန်းချုပ်လို့ရတဲ့အရာတွေလားကိုထိန်းချုပ်လို့ရတဲ့အရာမဟုတ်ဘူးဆိုရင်တော့စိတ်ကိုလျှော့ချပြီးအရှိအတိုင်းလက်ခံကြည့်လိုက်ပါလက်ခံနိုင်မှရှေ့ဆက်နိုင်မယ်လက်ခံနိုင်မှဆုံးဖြတ်ချက်ချနိုင်မယ်လက်ခံနိုင်မှပဲစိတ်အေးချမ်းမှုရလာပါလိမ့်မယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်လည်းစိတ်အေးချမ်းမှုရလာစေမယ်Mental Healing Podcast လေးတွေကိုဆက်လက်မျှဝေပေးသွားပါအောင်မယ်ရှင်ကျမကတော့မီရာပါနောက်ထပ် podcast တွေမှာပြန်ဆောင်ကြမယ်နော်